ပေါ့နော်ဆိုဒီမှာပါပြောပြမယ်ပေါ့နော်အတန်သွင်းနည်းလေးပါအဲ့ဒါကြတော့ဒီမှာပေါ့နော်ပြပါမယ်ဘယ် app ထဲမှာသုံးလဲလို့မြင်ဒီမှာပေါ့နော် S recorder ထဲမှာသုံးပါတယ်ဒီဟာလေးမှာသုံးနေပါလဲဆိုတော့ဒီ X recorder ဆို app လေးမှာသုံးပါတယ်အဲ့ဒါလေးမှာပဲ recording လုပ်တယ်ပေါ့နော် screen recording လုပ်ပါတယ်ကြားလို့ရှိရင်အဲ့မှာပေါ့အဲ့ထက်ဝင်ပွားဒီလိုအလုံးလေးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့လိုအလုံးလေးပေါ်လာပြီဆိုလို့ရှိရင်အဲ့မှာ record လုပ်ပြီးသွားလို့ရှိရင်ကိုက recording ကိုအန်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်ပြပါမယ်ဒီမှာပါအဲ့မှာဘယ်လိုပြောရမလဲအဲ့ recording ကိုဘာလဲရက်မယ်ပေါ့နော်ရက်ပြီးသွားလို့တော့မယ်ဆိုထဲဝင်လိုက်ပေါ့နော်ဝင်ပြီးအဲ့အတုံးလေးကိုနှိပ်ပြီးသွားလို့ရှိရင်အမှဒီမှာအဲ့လို၄တောင်အတုံးလေးပေါ်လာတယ်ပေါ့နော်အမှ၄တောင်အနီအောင်အတုံးလေးလीနော်အဲ့ဟာအဲ့ဒီမှာဒီအဲ့အတုံးလေးကိုနှိပ်လိုက်ပေါ့နော်အဲ့လိုအဲ့အတုံးလေးကိုအနီအောင်အတုံးလေးအဲ့ဒါလေးနှိပ်လိုက်လို့ရှိရင် recording ကရက်သွားမယ်ပေါ့နော်ရက်သွားပြီးသွားရှင်ကိုယ့်ကိုသွားပြီးလုပ်လို့ရတယ်အခုခြေလုံးမဲ့အဲ့ app ကတော့ InShot ပေါ့နော်အဲ့ InShot ထဲမှာလုပ်မှာဖြစ်ပါတယ်တကယ်လို့ကိုက download မလုပ်ရသေးရင်လည်းဘာမှဖြစ်ပါဘူး CapCut ထဲမှာလည်းလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ခြေကတော့ InShot ထဲမှာလုပ်တယ်အဲ့ထဲဝင်ပွားရင်အမှ video လည်းရှိရယ်ပြီးကြရင် photo လည်းရှိရယ်ကိုကြိုက်တဲ့ဟာလုပ်လို့ရတယ်ပေါ့နော် photo ကတော့အတိုင်းပုံပဲလုပ်လို့ရတယ်ဆိုတော့ခြေကတော့ video ပဲပေါ့နော်အဲ့မှာနေပြီးသွားလို့ရှိရင်အမှကိုကြိုက်တဲ့အဲ့ဒီဘယ်လိုပြောရမလဲဗီဒီယိုတစ်ပုဒ်ကိုယူလိုက်ပါယူပြီးသွားလို့ရှိရင်เนาะအဲ့မှာအရင်တော့ဟာလေးယူလိုက်မှာပေါ့နော်အဲ့ဟာလေးယူလိုက်ပါကိုကြိုက်တဲ့ဟာတစ်ခုယူပြီးသွားရင်เนาะအဲ့မှာပေါ့သူ့ရဲ့ဟာလေးမှာသူ့မှာအတန်ပါတယ်မလားကိုအဲ့ဟာ recording လုပ်နေဘာမှမပြောနေပေါ့နော်အဲ့လိုပြောရလို့ရှိရင်အဲ့မှာပေါ့တော့ဘလို့ဘာအတန်ဖြစ်ဖြစ်အဲ့ဒါကိုအတန်ပြောင်းလို့ရရပေါ့နော်ကိုကနောက်တစ်ခုလုံးမှာဆိုလေအဲ့ကြဒီ mute clip လေးကိုနှိပ်လိုက်ပေါ့နော်အဲ့ဆိုလို့ရှိရင်တော့ကို recording လုပ်ထားတဲ့အတန်ကြီးအကုန်ပြောက်သွားပြီးတော့အတစ်ပြန်လုပ်လို့ရပါတယ်အဲ့ဒါလေးနှိပ်လိုက်အဲ့လိုအမားချက်လေးရအောင်ပေါ်လာရင်တော့ရပြီပေါ့နော်ပြရင်တော့ audio ထဲကိုဝင်မှာဖြစ်ပါတယ်အဲ့ audio ထဲမှာတော့အဲ့မှာ3-4ခုရှိအဲ့ထဲက record ဆိုတဲ့ဟာလေးနှိပ်လိုက်ပါအဲ့ဒါလေးကိုနှိပ်လိုက်ပြီးသွားလို့ရှိရင်အဲ့မှာအဲ့လိုပေါ်လာonly this time ဒါမှမဟုတ်လို့ရှိရင်တခြားတစ်ခုနှိပ်လို့ရပါတယ်ဒါပြလို့ရှိရင်ဒီမှာဒီဟာလေးအနီအောင်အတုံးလေးကိုနှိပ်လိုက်ပေါ့နော်အဲ့အနီအောင်အတုံးလေးကိုနှိပ်ပြီးသွားလို့ရှိရင်တော့ကို recording လုပ်လို့ရတဲ့ဟာစလို့ရတယ်ပေါ့နော်အဲ့ဒါကိုယ့်ရဲ့ view ပေါ်မူတည်ပြီးတော့ record လုပ်လို့ရပါတယ်အဲ့ဒါလေးပေါ်မူတည်ပြီးတော့ record လုပ်လို့ရတယ်ပေါ့နော်ဟုတ်ပါတယ်အဲ့လိုမျိုးလုပ်လို့ရပါတယ်ပြီးကြလို့ရှိရင်အဲ့လိုမျိုး record လုပ်ပြီးအတန်အတိုးအချက်လည်းလုပ်လို့ရတယ်ပေါ့နော်အတန်အတိုးအချက်ကတော့ဘယ်လိုလုပ်လဲဆိုဒီမှာပြမယ်ပေါ့နော်ဒီ volume ပေါ့နော်ခဏပြမယ်ခဏ sorry မှားသွားလို့เนาะဒီမှာပြမယ်ဒီမှာပြမယ်ဒီဗာလဲဘယ်ရောက်သွားရေးတုံးဒီမှာ volume ဆိုတဲ့ဟာလေးနှိပ်လိုက်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်အမှကိုချဲ့ခြင်းတလောက်ချဲ့လိုက်အဲ့ဒါ200ထိချဲ့လို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့သူချဲ့လို့ရပြီးသွားလို့ရှိရင်အဲ့ဒါပြီးသွားပြီပေါ့နော်အဲ့ဒါကတော့အတန်သွင်းနေဆိုကိုပေါ်ပဲမူတည်ရပေါ့နော်ကို view ပေါ်ပဲမူတည်ပါတယ်ပြလို့ရှိရင်တော့မှအဲ့ဒါကိုလုပ်တော့မယ်ဆို export ကိုနှိပ်လိုက်ပါအဲ့ထဲမှာဆိုချအများကြီးတွေ့တာပဲအပေါ်ဆုံးကဟာလေးပေါ့နော်ဒါလေးပဲနှိပ်လိုက်ပါအဲ့လေးနှိပ်ပြီးသွားလို့ရှိရင်တော့ဒီမှာပါအဲ့ဒါကိုတော့အဲ့မှာ loading လေးပေါ့နော်အဲ့ဒီ loading လေးထဲမှာ100ပြည့်တဲ့စောင်းလိုက်ပေါ့နော်စောင်းလိုက်ပါပဲအဲ့လိုစောင်းပြီးပေါ့နော်အဲ့ဆိုစောင့်ပြီးသွားရင်တော့အဲ့ view လေးရပါဖြစ်ပြရရှင်ဒီမှာအခု view အန်တော့မယ်ပေါ့နော်အန်တော့မယ်ဆိုတော့ဒီအတုံးလေးကိုနှိပ်လိုက်ပါတော့မယ်ဟုတ်ပါတယ်မှာ view လေးအန်တော့မယ်ဖြစ်ပါရဲ့အဲ့ဒီအတုံးလေးနှိပ်လိုက်တော့မယ်နော်အားလုံးပဲ